မင်္ဂလာပါရှင်ဒီနေ့တော့ဂေါ်ဘီပန်းကော်ပီပေါ့တနက်ကလေးလုပ်ပါမယ်ပထမဦးစွာဂေါ်ဘီပန်းလေးတွေကိုရေးဆေးပြီးတော့ရင်နေ့တစ်နေ့လှမ်းပါမယ်ရှင်ဒါကတော့တစ်နေ့လှမ်းပြီးသွားတယ်ဂေါ်ဘီပန်းလေးတွေပါပြီးသွားရင်တော့ဂေါ်ဘီပန်းလေးတနက်လုပ်ဖို့အတွက်ဗန်နီဂါလေးနဲ့စိမ့်ပါမယ်ပြီးရင်ကြက်သွန်ဖြူစီတက်ပါမယ်အယုတ်တီးအယောင်တင်မှုတ်ပေါ့နော်အစိမ်းမှုန့်လေးပါပါမယ်ပြီးတော့မဆလာပါပါမယ်ပြီးရင်တော့ကြက်သွန်ဖြူလေးတွေနဲ့အပေါ်ကနေဖြူပြီးတော့မှဂေါ်ဘီပန်းတနက်လေးလုပ်ပါမယ်ရှင်ဂေါ်ဘီပန်းလေးတွေကိုဒီကော်စွန်းလေးတစ်ဝက်လောက်စားလေးကိုထည့်ပါမယ်ပြီးရင်စသားမှုန်လေးကိုလည်းဒီတစ်စွန်းထည့်ပါမယ်ပြီးသွားရင်တော့ရှာလကာရည်လေးကိုဒီစွန်းလေးနဲ့နှစ်စွန်းထည့်ပါမယ်ရှင်ဂေါ်ဘီပန်းလေးကိုဗန်နီဂါလေးနဲ့စိမ့်ထားပြီးတော့မိနစ်20လောက်နှက်ထားပါမယ်ရှင်စီလေးကျက်လာတဲ့အခါမှာကြက်သွန်ဖြူလေးထည့်ပါမယ်ကြက်သွန်ဖြူထည့်ပြီးသွားရင်တော့ငရုတ်သီးအယောင်တင်မှုတ်ထည့်ပါမယ်ပြီးရင်ကလားလေးမဆလာလေးထည့်ပါမယ်ရှင်အယောင်တင်မှုတ်လေးထည့်ပြီးသွားပါပြီပြီးရင်မီးလေးခဏပိတ်ထားပါတယ်အရန်တူးသွားမှာဆိုလို့ပါပြီးသွားရင်တော့ကလားလေးမဆလာထည့်လိုက်ပါပြီရှင်အခုဆိုရင်တော့ဂေါ်ဘီပန်းလေးပါထည့်ပြီးတော့မှွေပြီးသွားပါပြီပြီးရင်ကြက်သွန်ဖြူလေးဖြူပါမယ်အခုဆိုရင်တော့ဂေါ်ဘီပန်းတနက်ကလေးပြီးသွားပါပြီရှင်အားလုံးပဲနေကောင်းချမ်းပါစိတ်ချမ်းသာကြပါစေနော်